တချိန်ကထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတစ်ခုမှာကြမ်းတမ်းခက်ခဲလာတဲ့ဘဝကိုရင်ဆိုင်ကြိုးဖြတ်ခဲ့ရတဲ့မြန်မာနွယ်ဖွားကလေးငယ်တူဟာလက်ရှိမှာတော့အမေရိကန်စစ်တပ်အတွက်အစင်းမြင့် AI နည်းပညာသုံးမောင်းသူမဲ့ရေယူနီကိုထုတ်လုပ်ပေးနေတဲ့ Harvard AI ကုမ္ပဏီရဲ့အမှုဆောင် AI ရှိချုပ် CEO ဖြစ်လာခဲ့ပါတယ်။သူကတော့ကိုပေါ်လွင်ဖြစ်ပါတယ်။ကိုပေါ်လွင်ဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ငယ်စဉ်ကလေးကမိသားစုနဲ့အတူထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်းတစ်ခုကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။1995ခုနှစ်ကိုပေါ်လွင်အသက်10နှစ်ခန့်မှာတော့မိဘတွေနဲ့အတူဒါတီယာနိုင်ငံဖြစ်တဲ့အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်ကိုဒုက္ခသည်အဖြစ်ရွှေ့ပြောင်းအခြေချခွင့်ရခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာဖခင်ဖြစ်သူကကုန်တင်ကားမောင်းပြီးမိခင်ဖြစ်သူကတော့သူနာပြုအကူအလုပ်ကိုလုပ်ကိုင်ရင်းကိုပေါ်လွင်ကိုပညာတတ်ကြီးဖြစ်အောင်ပြုထောင်ပေးခဲ့ပါတယ်။2000ပြည့်နှစ်ရောက်လာချိန်မှာတော့ကိုပေါ်လွင်ဟာအမေရိကန်နိုင်ငံသားဖြစ်ခွင့်ရလာခဲ့ပြီးအမေရိကန်ရစ်တက်စစ်တပ်ကသူကိုပါတက်ရောက်ခွင့်ရရှိခဲ့ပါတယ်။အဲဒီနောက်မှာရစ်တက်အရာရှိဖြစ်လာခဲ့ပြီးရစ်တက်မှာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့အသက်အန္တရာယ်နဲ့အမြင့်ရင်ဆိုင်ရလိမ့်ရှိတဲ့အီရတ်နဲ့အာဖဂန်နစ္စတန်စစ်ပွဲတွေမှာရှီဒန်စစ်မျက်နှာပြင်တွေအထိတွားရောက်ပြီးစစ်မြေပြင်အတွေ့အကြုံတွေကိုကိုယ်တိုင်ကိုယ်ကျစီးပူခဲ့ပါတယ်။စမှုထမ်းတက်တန်းကုံဆုံးပြီးတဲ့နောက်ကိုပေါ်လွင်ဟာနည်းပညာပိုင်းဆိုင်ရာပညာရပ်တွေကိုဆက်လက်လေ့လာခဲ့ပါတယ်။စစ်မြေပြင်မှာရဲဘော်ရဲဖက်တွေကြုံတွေ့ရလိမ့်ရှိတဲ့အခက်အခဲတွေကိုကိုယ်တိုင်သိရှိထားတဲ့ကိုပေါ်လွင်ဟာစစ်တီတော်တွေအတွက်တကယ်အသုံးဝင်ပြီးကင်တွေရလွယ်ကူမဲ့နည်းပညာကိုဖန်တီးရန်ရည်ရွယ်ပြီးတော့ရစ်တက်စစ်ပြန်တူဖြစ်တဲ့ကျိုးဒါနာနဲ့ပူးပေါင်းပြီးတော့ Harvard AI ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့ကြပါတယ်။ Harvard AI ရဲ့အတိအကရည်မှန်းချက်ကတော့ robotic ပညာရပ်ကိုနက်မသိရှိတဲ့စစ်တီတွေတောင် smartphone ဒါမှမဟုတ် game တစ်ခုဆော့ရတယ်လို့မျိုးရိုးရိုးရှင်းရှင်းနဲ့မောင်းသူမဲ့ drone ရနဲ့ဆက်လီထောင်ပေါင်းများစွာကိုတပြိုင်နက်တည်းထိန်းချုပ်နိုင်မဲ့ software စနစ်ကိုတည်ထွင်ရန်ဖြစ်ပါတယ်။ Harvard AI ရဲ့ထုတ်လုပ်ထားတဲ့မောင်းသူမဲ့ drone လေးတွေဟာလိုင်းကြောင်မောက်လေသူ့လိုပြန်တက်မှတ်နိုင်တဲ့စနစ်ပါဝင်တာကြောင့်ကုန်ကျစရိတ်သက်သာတာရေမိုင်1000အထိခင်းနေနိုင်ပြီးပေါင်1000အလေးချိန်အထိစက်ပစ္စည်းတွေကိုသယ်ဆောင်နိုင်တာဘေးတရားအထိရှိတဲ့ AI မှာ drone လေးကြီးဖြစ်ပြီးအစိမ့်မြင့် radar နဲ့လက်နက်စနစ်တွေတက်ဆင်ကရေကြောင်းစစ်စင်ရေးတွေအတွက်အသုံးပြုသွားလာနိုင်တဲ့မောင်းသူမဲ့ drone လေးအမျိုးအစားတွေပဲဖြစ်ပါတယ်။သူတို့ကိုထိန်းချုပ်ဖို့အတွက် Harvard OS software စနစ်ကိုအသုံးပြုပြီးကွန်ပျူတာ screen တစ်ခုကနေထိန်းချုပ်သူတဦးထဲက drone လေးပေါင်း1000ကြီးကိုအုပ်စုလိုက်တပြိုင်နက်တည်းအလွယ်တကူထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ထိန်းချုပ်ခံ drone တွေဟာလည်း GPS စနစ်နဲ့ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်သွားပြီးမြဲအလိုအလျောက်တွက်ချက်ပြီးသွားလာနိုင်စွမ်းရှိကြပါတယ်။လက်ရှိမှာကိုပေါ်လွင်တို့ရဲ့ Harvard AI ကုမ္ပဏီဟာအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနထံမောင်းသူမဲ့ရေရင်တွေကိုစတင်ရောင်းချနေပြီဖြစ်ပြီးအချိန်တိုအတွင်းမှာပဲဒေါ်လာတန်းချီဝင်ငွေရရှိကအောင်မြင်နေပြီပဲဖြစ်ပါတယ်။